စာဂျီယိုတယောက်သူ့ဘဝကိုအစကပြန်စားဖို့စူးစမ်းနေရင်လည်းမထင်မှတ်ထားတဲ့ထူးဆန်းမှုတစ်ခုနဲ့ကြုံတွေ့ခဲ့ရပါတယ်။အင်းရှိမှာရေတွင်းထဲမှာအစင်းရောင်လင်းနှန်းတွေတောင့်နေတာကိုတတိထားမိသွားပါတယ်။ကိုသားရင်းကိုကျွန်းလိုခိုင်းပြီးမွေးစားသားကိုမှအဖိုးတန်လုံနေတဲ့မိသားစုအတိတ်ဘဝမှာသူတို့ကြောင့်ကားထဲမှာမီးလောင်တေခဲ့ရတဲ့စာဂျီယိုတယောက်ပြန်လဲနိုးထွာလာတဲ့အခါမှာတော့အရင်လိုဥကြောင်ကြောင်ကောင်းလေးမဟုတ်တော့ပဲကြောက်စရာကောင်းတဲ့လက်စားချေသူတယောက်ဖြစ်လာခဲ့ပါပြီ။ဒီကောင်လေးဟာချမ်းသာတဲ့မိသားစုတစ်ခုရဲ့စွန့်ပစ်ခံတားအရင်ဖြစ်သူစာဂျီယိုရဲ့အကြောင်းပဲဖြစ်ပါတယ်။စာဂျီယိုဟာအတိတ်ဘဝတုန်းကသူ့မိသားစုစီပြန်လာခဲ့ပေမဲ့မိသားစုဝင်တွေကသူ့ကိုအဖတ်မလုပ်ပဲကျွန်းတယောက်လိုနှိပ်စက်ခဲ့ကြပါတယ်။အဆိုးဆုံးကတော့သူ့နေရာမှာအစားထိုးထားတဲ့မွေးစားသားအာတာကိုပဲအလိုလိုက်ပြီးစာဂျီယိုကိုတော့ကားထဲမှာအရှင်းလက်လက်မိရှို့တတ်ခဲ့ကြတာပါ။ကန်ကောင်းထောင်မစွာနဲ့စာဂျီယိုဟာအတိတ်ကိုပြန်ရောက်လာပြီးတကြောပြန်အသက်ရှင်ခွင့်ရခဲ့ပါတယ်။သူပြန်နိုးလာတဲ့အချိန်မှာတော့သူ့ကိုအရင်လိုပဲလာခေါ်ပြီးနှိပ်စက်ဖို့စူးစမ်းနေတဲ့မိသားစုဝင်တွေကိုတွေ့လိုက်ရပါတယ်။ဒီတစ်ခါမှာတော့စာဂျီယိုဟာအရင်လိုအရှုံးမပေးတော့ပါဘူး။သူ့ကိုလာခေါ်တဲ့မိသားစုကိုဖက်ဖက်သားသားငင်းဆိုလိုက်ပြီးမန်ဒက်စ်မိသားစုဆိုတာငါအတွက်ဘာမှမဟုတ်ဘူးလို့တုံ့ပြန်ခဲ့ပါတယ်။သူ့ကိုစော်ကားတဲ့အမတ်ဖြစ်သူကိုလည်းရိုက်နှက်ပြီးမိသားစုတစ်ခုလုံးကိုအိမ်ကနေမောင်းထုတ်လိုက်ပါတယ်။စာဂျီယိုဟာသူ့ကိုပြုစုပြောင်းထောင်ပေးခဲ့တဲ့အဖိုးဖြစ်သူစီမှာပဲရိုးရိုးရှင်းရှင်းနေထိုင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့သူ့ရဲ့ယတနာဇွဲသည့်ရေတွင်နဲ့ကျသွားတဲ့အခါမှာတော့သူ့ဘဝရဲ့လွတ်ရက်ချက်အသစ်တစ်ခုစတင်ဖို့အစပြုလိုက်တော့ပါတော့တယ်။စာဂျီယိုတယောက်သူ့ဘဝကိုအစကပြန်စားဖို့ကြိုးစားနေရင်းနဲ့မထင်မှတ်ထားတဲ့ထူးဆန်းမှုတစ်ခုနဲ့ကြုံတွေ့ခဲ့ရပါတယ်။အိမ်ရှိမှာရေတွင်းထဲမှာအစိမ်းရောင်အလင်းနှန်းတွေတောင့်နေတာကိုတတိထားမိသွားပါတယ်။အစပိုင်းမှာတော့စာဂျီယိုကရိုးရိုးဆန်ရည်ပဲလို့ထင်ခဲ့ပေမဲ့ရေကိုထိတွေ့လိုက်တဲ့အခါမှာတော့တကူလုံးပူနွဲလာပြီးလူကထူးထူးခြားခြားလန်းဆန်းကခွန်အားတွေတိုးပွားလာတာကိုခံစားလိုက်ရပါတယ်။အဲ့ဒီခါမှာဒါဟာရိုးရိုးရေသွင်းမဟုတ်ပဲနဲ့ရေစင်ထွက်တဲ့ရေသွင်းဆိုတာသူသဘောပေါက်သွားခဲ့ပါတယ်။အဲ့ဒီနဲ့ရေစင်နဲ့စိုက်ပြို့ထားတဲ့စပိတ်သီးတွေဟာလည်းတခြားစပိတ်သီးတွေနဲ့မတူပဲအယောင်အဆွတ်တွေတောက်ပြောင်ပြီးအနက်အရာသားနဲ့ပြည့်စုံနေပါတယ်။ဒီစပိတ်သီးတွေကိုဈေးမှာတွားရောင်းပြီးချမ်းသာအောင်လုပ်မယ်လို့စာဂျီယိုစိတ်ကူးလိုက်ပါတယ်။စာဂျီယိုကသူ့ရဲ့စပိတ်သီးတွေကိုတခိုင်ကို80ဆိုပြီးဈေးခေါ်လိုက်တဲ့အခါမှာတော့ဝယ်သူတွေကသူ့ကိုယူနေတယ်လူလိမ့်မယ်လို့ဝိုင်းဝန်းလှောင်ပြောင်ကြပါတယ်။ဒါပေမဲ့စာဂျီယိုကတော့ယုံကြည်ချက်အပြည့်နဲ့ဒီလိုမျိုးစပိတ်သီးကိုခမရတို့ဘယ်တော့မှစားဖူးမှမဟုတ်ဘူးလို့အာမခံပြီးအလာကားမြည်ဆန်းခိုင်းလိုက်ပါတယ်။စပိတ်သီးတစ်လုံးရဲ့အရသာကလူတွေကိုဘယ်လိုမျိုးအံ့ဩသွားစေမလဲဆိုတာကတော့